2022ခုနှစ်ဒီဇင်ဘာလ23ရက်အာဂျင်တီးနားနိုင်ငံလုံးကမ္ဘာဖလားပွဲစဉ်ကြောင့်ရင်ခုန်စိတ်လှုပ်ရှားနေချိန်လမ်းမပေါ်မှာလူသူကင်းမဲ့ပြီးတိတ်ဆိတ်နေပါတယ်။ဒါပေမဲ့ကော်ရိုဘာမြို့ရဲ့လမ်းမထက်မှာတော့သွေးအေးလာတဲ့လူသက်သမားတစ်ယောက်ဟာတားခုန်ရှာနေခဲ့ပါတယ်။သူကတော့လူသားဟိုင်ယီနာလို့ခေါ်တဲ့ရောဘာတာဂျိုဆေခါမော်နာပါ။ထောင်တိုင်းတစ်သက်ချနေတဲ့သူဟာဇနီးတဲ့စီအလဲလာခွန်ရတော့အဆောင်ကိုလက်စားပြီးထွက်ပြေးခဲ့တာပါ။သူဟာလမ်းမသွေးတဲ့တက္ကစီသမားဟာဗီယေဘူကလွန်ကိုရက်ဆက်ဆက်ဒါနဲ့အချက်ပေါင်းများစွာထိုးတက်ပြီးကားကိုလူယူခဲ့ပါတယ်။ဒါသူကျူးလွန်ခဲ့တဲ့ပထမဆုံးအမှုမဟုတ်ပါဘူး။ဒီကနေ့မှာတော့အာဂျင်တီးနားရဲ့အန်ဒီယေရှိဆုံးရာဇဝတ်သားကြီးခမော်နာရဲ့ကြောက်မက်ဖွယ်ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ခမော်နာကို1963ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ဘဝအစဟာအမောင်ထူးနဲ့စတင်ခဲ့တာပါ။ဖခင်ဖေသူကိုမတိရတယ်လို့မိခင်ကလည်းသူ့ကိုကြွေးမွေးဖို့မတတ်နိုင်တာကြောင့်မိဘမဲ့ကေဟာဒီကိုပို့ထားခဲ့ပါတယ်။ခါမော်နာရဲ့အဆိုအရသူဟာအဲ့ဒီကေဟာဒီမှာအနိုင်ကျင့်ခံတော့တာအစာငတ်မွတ်တာနဲ့ရိုင်းနှက်တာတွေကိုဆိုးဆိုးရွားရွားခံခဲ့ရတယ်လို့ဆိုပါတယ်။အသက်9နှစ်မှာမိခင်ဖေသူကပြန်ခေါ်ခဲ့ပေမဲ့မိခင်ကအလုံးနဲ့ပဲအချိန်ကုန်နေတာကြောင့်ခါမော်နာဟာလန်ဘေးကလူမိုက်တီနဲ့ပေါင်းပြီးမိုးရစေးစသုံးခဲ့ပါတယ်။အသက်10နှစ်ရွယ်မှာရဲကားတစည်းတဲ့ကနေပစ္စတိုတင်တဲ့ကလပ်ကိုခိုးယူပြီးသူရဲ့ပထမဆုံးရာဇဝတ်မှုကိုစတင်ခဲ့ပါတယ်။1966ခုနှစ်ဇန်နဝါရီလ14ရက်အသက်16နှစ်ရွယ်ဂက်ဘရီယယ်လာဆက်ပြီးနဲ့ဒူမာရဲ့သူငယ်ချင်းတွေဟာကားပြီးဖောက်လို့လောင်ပေးမှရက်နေခဲ့ပါတယ်။အဲ့ဒီရှင်မှာခမော်နာနာကိုကြီးချင်းရောင်ဆောင်ပြီးရောင်လာခဲ့ပါတယ်။သူတို့ကားပြီးကိုကိုလဲပြီးတဲ့နောက်မှာတော့ခမော်နာဟာသူ့ရဲ့အမေနှဖုံးကိုချွတ်လိုက်ကြတော့တယ်။သူဟာအတင်းနဲ့ခင်ချောက်ပြီးဂက်ဘရီယယ်လာကိုကားခဲအတင်းဖမ်းခေါ်တော့ပါတယ်။ဒေါ်လန်တစ်ခုရောက်မှသူမကိုအချင်းချင်းအထမတီရှင်တင်းအောင်ရက်ဆက်ဆက်ခေါင်းကိုတင်းနဲ့ဖြစ်တိုက်ခဲ့ပါတယ်။ဒီအမှုကြောင့်လေသူ့ကိုအာဂျင်တီးနားပြည်သူတွေကလူသားဟိုင်ယီနာလို့အမိပေးခဲ့ကြတာပါ။သူဟာထောင်ဒဏ်တစ်ထက်ချမှတ်ခံခဲ့ရပါတယ်။ထောင်ထဲရောက်သွားပြီမဲ့ခါမိုနာရဲ့တပ်ဖြစ်လူစိတ်ကညှိမသွားပါဘူး။1988ခုနှစ်မှာအချင်းစားတဦးကိုသူ့မိန်းမနဲ့အတူအိတ်ဖို့မငှားလို့ဆိုပြီးမျက်နာကိုရေနွေးပူနဲ့လောင်ဓာတ်နဲ့ထိုးခဲ့ပါတယ်။1994ခုနှစ်မှာတော့ထောင်တွင်းခေါင်းဆောင်တဦးထူတဲ့ဟက်တာဘီစင်တေကိုတပ်ဖြတ်ခဲ့ပါတယ်။1990ခုနှစ်မှာလည်းနောက်ထပ်အချင်းစားတဦးကိုတမျက်စီယိုးကိုခြုံပြီးရင်ပတ်ကိုထိုးတက်ခဲ့ပါတယ်။သူဟာထောင်ထဲမှာတင်လူသက်မှုနှုတ်မှုထပ်တွန်းခဲ့တာကြောင့်ဒုတိယအကြိမ်ထောင်ဒဏ်တစ်သက်ထပ်မံချမှတ်ခံရပါတယ်။စိတ်ပညာရှင်တွေကသူ့ကိုစာနာစိတ်ကင်းမဲ့တဲ့စိတ်ဝေဒနာရှင် psychopath လို့သတ်မှတ်ခဲ့ပါတယ်။ထူးဆန်းတာကဒီလိုလူသက်သမားကြီးကိုချစ်ကြိုက်တဲ့အမျိုးသမီးတွေရှိနေတာပါပဲ။သူဟာထောင်ထဲမှာတင်လက်ထပ်ခဲ့ပါတယ်။2014ခုနှစ်ကစပြီးသူ့ဇနီးကကျန်းမာရေးမကောင်းတာကြောင့်ဆိုပြီး၄လတစ်ကြိမ်3ရက်ကြာအင်ပလန်လဲခွင့်ရခဲ့ပါတယ်။ဒါဟာကနေဒါနိုင်ငံရဲ့တရားစီရင်ရေးမှာအကြီးမားဆုံးအမှားတစ်ခုဖြစ်လာပါတော့တယ်။2022ခုနှစ်ဒီဇင်ဘာ23ရက်ကမ္ဘာဖလားပွဲကြည့်ပြီးအဆောင်ဒီအာယုံလွဲနေချိန်မှာခါမိုနာထုတ်ပြေးခဲ့ပါတယ်။တက္ကစီသမားဟာဗီယာကိုတပ်ပြီးကားလူမောင်တုံကမောက်သွားပါတယ်။သူဟာနောက်ထပ်ကားတစ်စီးကိုထပ်လူတဲ့အမျိုးသမီးတူကိုဓာတ်နဲ့ထိုးတံရစေခဲ့ပါတယ်။နောက်ဆုံး2နာရီကြာမှာတော့ရတဲ့ဖွဲ့ကသူ့ကိုပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။2024ခုနှစ်မေလ18ရက်မှာတော့ခါမိုနာဟာတတိယအကြိမ်မြောက်ထောင်ဒဏ်တစ်သက်ချမှတ်ခံခဲ့ရပါတယ်။သူဟာရိုဘလီဒိုပူချ်ပီရဲ့အာဂျင်တီးနားမှာထောင်သက်အရှိဆုံးလူသက်သမားဖြစ်လာပါတယ်။ကျွန်တော်မသိဘူးသူတို့ကပဲကျွန်တော်ကိုလူချမ်းကြီးလို့ပုံဖော်နေကြတာလို့သူကတရားရုံးမှာပြောခဲ့ပါတယ်။သူရဲ့စကားလုံးတွေကသူမှနောက်တလုံးဝမရှိဘူးဆိုတာကိုသတိပြနေပါတယ်။လူသားဟိုင်ယီနာရိုဘတ်တိုခါမိုနာကတော့အခု Cruise Del Age အကျဉ်းထောင်ထဲမှာသူ့ရဲ့ဘဝနောက်ဆုံးအချိန်လေးကိုဖြတ်သန်းနေရပါသည်။ဒီဖေးရမန်ဇလန်ကိုတင်ရောဘယ်လိုမြင်တယ်။အောက်က comment မှာဆွေးနွေးပါကြပါဦး။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဖေးရမန် story တွေကိုနားဆင်ချင်ရင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။အားလုံးပဲပြီးကင်ကြပါ